နိနေဝေမြို့တို့တော်ပါယောနာကိုဖယားသခင်ကနိနေဝေမြို့တို့တော်ဖို့ရန်အတွက်နိနေဝေမြို့ကိုဖျက်ဆီးမဲ့အကြောင်းတော်ပြောပါလို့ဖယားကယောနာကိုခိုင်းခဲ့တယ်ဒါပေမဲ့ယောနာမတော်ခဲ့ဘူးယောနာကတာရှုမြို့တို့တော်ခဲ့တယ်တာရှုမြို့တို့တော်နေတဲ့အချိန်မှာပြင်လေသူပြင်လေမုံတိုင်းတွေနဲ့ကြောင်တွေ့နေရတာဖြစ်တယ်ဒီအချိန်မှာမုံတိုင်းတွေနဲ့ရင်ဆိုင်နေရတဲ့အခါမှာသူလွတ်မြောက်ရလမ်းမရှိတော့ဘူးဘာလို့ဆိုသူကရေထေးကိုပြစ်ချခြင်းခံရတယ်ငါကိုမျိုးချဖို့ရန်အတွက်ဖယားကငါကြီးကိုပြင်ဆင်ပြီးသားဖြစ်တဲ့သူနောင်တရတယ်ပြန်လွတ်မြောက်တယ်ပြီးတော့ပြန်လွတ်မြောက်လာတဲ့အချိန်မှာသူကပြန်လေပြီးတော့ဖယားပြုတ်ခိုင်းတဲ့အတိုင်းပြုတ်လိုက်တဲ့အခါမှာလူတွေမျိုးများစွာကပြုံးလေးတကေတို့ဒီနေ့ကျွန်တော်ရဲ့အသက်တာတင်မှာလည်း2026မှာတော့ကျွန်တော်ကိုဖယားခိုင်းတဲ့အရာပဲလုပ်ဖို့အရင်အရေးကြီးတာဖြစ်တယ်ဖယားမလောက်ခိုင်းတဲ့အရာကိုလောက်မယ်ဆိုရင်အခုနယိုးနာရင်ဆိုင်ရတကယ်လို့ကျွန်တော်ရဲ့အသက်တာထဲမှာလေးရင်ဆိုင်နိုင်တယ်ဒါပေမဲ့ဖယားခိုင်းတဲ့အရာကိုလောက်တယ်ဖယားတွားခိုင်းတဲ့နေရာကိုတွားတယ်ဆိုရင်တော့အကုန်လုံးဖယားကတာဝန်ယူမှာဖြစ်တဲ့အတွက်2026မှာတော့ဖယားတွားခိုင်းတဲ့နေရာကိုတွားပါဖယားလောက်ခိုင်းတဲ့အရာတွေကိုလောက်ပါလို့ဝင်ငါရင်းနဲ့နေကုန်း6ပါတဲ့အယုတ်စီတိုင်းဖျက်ရှင်ကောင်းကြီးပေးပါစေအာမင်